တကယ်တော့ကျမရင်ထဲမှာလည်းအခုချိန်ထိပြန်တွေးချင်ရင်မျိုးသမီးတွေရဲ့အချစ်ဟာဘဝတစ်ခုလုံးလားဒါတကယ်ကိုဟိုအမျိုးသမီးတွေအတွက်အရေးပါပါတယ်အမျိုးသားကတော့သိကြတယ်အမျိုးသားတွေရဲ့အချစ်ဟာဘဝတစ်ခုလုံးမဟုတ်ဘူးဘဝရဲ့အစိတ်အပိုင်းတစ်ခုသာဖြစ်တယ်လို့ကျမယူဆတယ်အဲ့တော့ကျမမှတ်စုတွေဟိုကနေဒါကလည်းကျမကဟိုစာတွေဖတ်ရင်စာတွေကနေတွေ့မယ်နောက်တငယ်ချင်းတွေရှိမယ်နောက်ကျမမှာလူနာတွေရှိတယ်အဲ့လူနာတွေအမျိုးသမီးတွေရှိမယ်အဲ့တော့သူတို့စီကနေရထားတဲ့ data တွေအချက်လက်တွေအကုန်ပေါင်းပြီးတော့တင်းနဲ့ပေါင်းနှစ်နဲ့မြောက်အကုန်လုံးမြောက်ကြည့်လိုက်တဲ့အခါမှာနောက်ဆုံးအဖြေရလက်ကအဲ့ဒါပဲအမျိုးသမီးတွေရဲ့အချစ်ဟာဘဝတစ်ခုလုံးဖြစ်ပြီးတော့အမျိုးသားတွေရဲ့အချစ်ဟာသူတို့ဘဝရဲ့အနည်းငယ်တော့အစိတ်ပိုင်းညာတာဖြစ်တယ်ဆိုတဲ့ကောက်ချက်ကိုကျွန်မရလာတယ်အဲ့တော့အဲ့ဒါဟာမှန်ခြင်းလဲမှန်ပါမယ်မှားခြင်းလဲမှားပါမယ်ဒါပေမဲ့အဲ့ဒီကောက်ချက်ကြောင့်ကျွန်မရေးလိုက်တဲ့ဝတ္ထုတစ်ပုဒ်ရှိတယ်အဲ့ဒါကတော့ဘာလဲဆိုတော့မိန်းမတယောက်ရဲ့ဖွင့်ဟဝန်ခံချက်လို့ခေါ်ပါတယ်အဲ့ဒီမိန်းမတယောက်ရဲ့ဖွင့်ဟဝန်ခံချက်ကအဲ့ဒီသင်းကတော့အဲ့ဒါပဲအမျိုးသမီးတယောက်ရဲ့အချစ်ဟာဘဝသူ့ဘဝတစ်ခုလုံးပဲဖြစ်တယ်ဒီအမျိုးသားကတော့သူ့ဘဝမဟုတ်ဘူးပေါ့နော်အဲ့တော့အဲ့ဒါကိုဒါပေမဲ့အဲ့ထဲမှာရှိတဲ့အဲ့ထဲမှာဇက်ကောင်နာမည်ကဒေါက်တာတနှင်းအိမ်လို့ခေါ်ပါတယ်အဲ့ဒေါက်တာတနှင်းအိမ်ကသူကဘာပြောလဲဆိုတော့ဟိုသူကချစ်တယ်ဒါပေမဲ့လည်းသူလက်ထပ်ခြင်းတယ်ဘာကြောင့်လဲဆိုတော့သူကပိုင်ဆိုင်ခြင်းတာအချစ်ဟာလက်ထပ်ခြင်းနဲ့အတူတူပဲလို့သူကယူဆတယ်သူတို့လက်ထပ်ခြင်းနဲ့အမျိုးသားလေးကလက်မထပ်ခြင်းသေးဘူးဘာကြောင့်လဲဆိုတော့အဆက်ဆက်ရပြည့်စုံမှလက်ထပ်ရင်အဲ့လက်ထပ်မှုကပျော်ရွှင်တော့အိမ်အောင်ရေးဖြစ်မယ်ပေါ့ဒါပေမဲ့အမျိုးသမီးကကျတော့သူရှောင်ခြင်းလို့ထင်တယ်နောက်နိုင်ငံသားကိုသွားပြီးတော့ဟိုကပညာသင်ချင်တာအလုပ်လုပ်ချင်တာအဲ့ဒီချိန်ကလေးကကျမတို့မြန်မာပြည်မှာအဲ့ဒီဟိုနိုင်ငံသားသွားပြီးအလုပ်လုပ်မယ်ဆိုတော့ဟိုအတွေးတွေကဝင်လာပြီးအဲ့ဒီချိန်မှာအမျိုးသမီးကအဲ့ဒါကိုလက်မခံဘူးဆိုတော့သူတို့ချင်းပြဿနာဖြစ်ကြတယ်ဖြစ်ပြီးတဲ့နောက်ကိုသူကဟိုလက်ထပ်ချင်တယ်လက်ထပ်ရင်တော့ချီထားလို့ရမှာပဲလက်ထပ်လိုက်လို့ရှိရင်တော့မိန်းကလေးတယောက်ကသူတို့စဉ်းစားတာလေဒီလူနဲ့ငါနဲ့လက်ထပ်လိုက်ရင်တော့ဒီလူဟာငါနားမှာပဲရှိတော့မှာပဲကျိုးတစ်ချောင်းလက်ထပ်ခြင်းဟာကျိုးတစ်ချောင်းလို့သူကယူဆတဲ့အတွက်ဒီမိန်းကလေးဟာသူ့ကိုလက်ထပ်ခြင်းတယ်သို့တော့တကယ်လက်ထပ်လိုက်တဲ့အခါကျတော့တကယ်လက်ထပ်ပြီးတော့5-6လကြာတဲ့အခါမှာအဲ့ဒေါက်တာတနှင်းအိမ်ဟာသူသိသွားတယ်လက်ထပ်ခြင်းဟာကျိုးတစ်ချောင်းဖြစ်ခဲ့ရင်တောင်မှအဲ့ဒီကျိုးဟာလင်းယောက်ျားကိုချီတဲ့ကျိုးမဟုတ်ဘူးမိန်းမသားကိုသာချီထားတဲ့ကျိုးဖြစ်တယ်ဆိုတာအဲ့ဒီမှာသူသိလိုက်ရတယ်ဒါကျမရဲ့ဟိုဝတ္ထုတွေကအသိပေါ့နော်အဲ့တော့သူဘာလုပ်လဲဆိုတော့သူကအဲ့ဒီကျိုးကိုသူမဖြတ်ချင်ပါဘူးဒါပေမဲ့ယောက်ျားလေးကအပြင်ကိုထွက်သွားပြီးတော့အလုပ်လုပ်တယ်သူ့ကိုလှမ်းခေါ်တယ်ဒါပေမဲ့ तू မလိုက်သွားတော့ဘူးမလိုက်သွားတော့ဘူးဆိုတာ तू ကလက်ထပ်ချင်းဟာကျိုးတစ်ချောင်းဖြစ်တယ်ဟုတ်တယ်သို့တော့အဲ့ကျိုးကသူ့ကိုပဲခြိထားတယ်လို့ तू ကခံစားရတယ်ဟိုယောက်ျားလေးကခြိလို့မရဘူးပေါ့နော်အဲ့တော့ तू မလိုက်သွားပဲနဲ့ဒီမှာကြံခဲ့တယ်အဲ့တော့ကျမစောစောကပြောတယ်အချစ်ဆိုတဲ့ဝတ္ထုထဲမှာကြပြထဲမှာနွန်လွာနဲ့ခြေတစ်ဖက်ကျွန်းနဲ့ရုံထွက်ဖို့မဖြစ်နိုင်တော့ဘူးကွယ်ဆိုတာခြေတစ်ဖက်ပဲကျွန်းလိုက်ရင်သူ့စိတ်ထဲမှာတော့ထင်မှာပေါ့ဒီကြပြတဲ့ကမိန်းကလေးကနွန်လွားလဲအနဲ့ကြီးနွန်ထဲကိုခြေထောက်ကျွန်းသွားရင်ရုံထွက်ဖို့ခက်လိုက်တာလို့သူထင်တယ်သို့တော့သူပြန်ထွက်လာလို့ရတယ်ဘာကြောင့်လဲဆိုတော့ခြေထောက်ကတစ်ဖက်သေးပဲကျွန်းထားလို့တကယ်လို့များနှစ်ဖက်ကျွန်းရင်တော့အဲ့နွန်လွားတဲ့ကနေပြန်ထွက်လို့ရမှာမဟုတ်ဘူးနွန်လွားနဲ့မှာခြေတစ်ဖက်ပဲကျွန်းမိရင်မစိုးဘူးပေါ့အမှန်တော့ကောင်းတာတော့ခြေထောက်လုံးဝမချလိုက်ရင်တော့အကောင်းဆုံးပဲဖက်ထဲချမိရင်မစိုးဘူးပေါ့ပြန်ယုံထွက်လာလို့ရပါသေးတယ်နှစ်ဖက်လုံးချလိုက်မိရင်တော့တေချာတယ်ပြန်ယုံထွက်လို့မရတော့ဘူးအဲ့နွန်ထဲမှာနစ်သွားပြီတော်သေးတယ်ကျမကြပြတဲ့ကောင်မလေးကခြေတစ်ဖက်ပဲကျွန်းလိုက်လို့နောက်ဒေါက်တာတနှင်းအိမ်ကလည်းခြေကိုနှစ်ဖက်တော့ကျွန်းလိုက်တယ်ဒါပေမဲ့သူကပထမတစ်ဖက်ကနည်းနည်းနစ်ပြီးတော့ဒုတိယတစ်ဖက်ကနည်းနည်းတိမ်တဲ့ခါမှာအဲ့ဒုတိယတစ်ဖက်ကိုအားပြန်ယူပြီးတော့ပြန်ယုံထွက်တယ်နဲ့တူပါရဲ့တကယ်တော့လေဟိုအချစ်နဲ့အိမ်အောင်ရေးဟာမိန်းကလေးတွေအတွက်အလွန်အရေးကြီးပါတယ်ဒီဝတ္ထုထဲမှာကျမဟာဒေါက်တာတနှင်းရဲ့အမှားတွေကိုလည်းကျမရေးထားတယ်အဲ့ဒီနေရာမှာလည်းကျမကိုယ်တိုင်ဝင်ပြီးတော့ကျမအနေနဲ့ရေးလိုက်တာဖြစ်တဲ့အတွက်ဟိုဒါပြောသူနန်းစားအနေနဲ့ပေါ့နော်ကျမအနေနဲ့ရေးလိုက်တာဖြစ်တဲ့အတွက်လူတွေကကျမလိုပဲထင်ကြတယ်ကျမအကြောင်းလေးလည်းနည်းနည်းတော့ပါတာပေါ့လေဒါပေမဲ့လည်းအများကြီးတော့မပါဘူးဒေါက်တာတနှင်းဟာဂျူးမဟုတ်ပါဘူးဒါပေမဲ့လည်းဘယ်နေရာမှာကျူးလဲအဲ့ထဲထဲမှာမိန်းကလေးရဲ့ character တော်တော်များများပါတယ်အဲ့ထဲထဲမှာဘယ် character ကတော့ကျမလဲဘယ်ဟာကတော့ကျမတငယ်ချင်းလဲဘယ်ဟာကတော့ကျမအမေလဲဆိုတာပြောဖို့ခက်ပါတယ်အဲ့လိုဖြစ်အောင်ကျမပြန်ပြီးတော့ရက်ပြီးတော့ရေးထားတာဖြစ်တဲ့အတွက်အဲ့လိုပြောလို့မရဘူးပေါ့နော်ဒါပေမဲ့လည်းပြောချင်တာကလက်ထပ်ခြင်းဟာကျိုးတစ်ချောင်းဟုတ်ချင်မှဟုတ်မယ်ဟုတ်ခဲ့ရင်တောင်မှယောက်ျားကိုချီတဲ့ကျိုးမဟုတ်ဘူးမိန်းမကိုပဲချီတာပိုဆိုးမယ်မိန်းမနှောင်တုတ်ပြီးတော့ကြံခဲ့ပြီးယောက်ျားကတော့လွင်ကျင်တဲ့နေရာမှာ
လွင့်သွားမယ်ဆိုတော့ကျိုးလို့သွားပြီးမထင်လိုက်ပါနဲ့ထင်ပြီးတော့အချီမခံလိုက်ပါနဲ့သွားလည်းမချီလိုက်ပါနဲ့အမျိုးသမီးတို့ကိုကျွန်မပြောချင်တာပါအမျိုးသားတွေကတော့ပြောကြမလို့ပါဘူးเนาะငကိုတွေကဘလောက်ပဲချီတိမ်နဲ့ချီတဲ့ကျိုးလိုပဲတိမ်နဲ့ချီလိုက်တယ်လို့ပဲသူတို့မှာဘာမှချီတုတ်နှောင်ထားတာမရှိဘူးပေါ့ဒါကကျွန်မရဲ့ရေးတဲ့အချစ်အဲ့ဒီအချစ်ထဲမှာအဲ့ဒီဝတ္ထုထဲမှာပဲတပြိုင်တည်းမှာဂျင်ဒါကိစ္စလည်းပါပါတယ်အမျိုးသမီးအမျိုးသားဒန်းတူညီမျှတဲ့အခွင့်အရေးရမရဆိုတာပါတယ်ဒါပေမဲ့အဲ့ဒါနည်းနည်းပဲပေါ့အချစ်ကများများပေါ့နော်ဒါပေမဲ့အဲ့အချစ်မှာကိုပဲကျွန်မအချစ်မှာနောက်ထပ်ကန္တာ3ခုထပ်ခွဲလိုက်တယ်အချစ်မှာအမှတ်တရတုန်းကရေးတုန်းကဖြူစင်သောအချစ်တကယ်ရင်တွင်းမှာရှိတဲ့ခံစားချက်နဲ့ဘာလို့မှအရှုံးအနိုင်မောင်ကရှုံးတယ်လို့လည်းမပြောဘူးကျမရှုံးတယ်လို့လည်းမပြောဘူးအရှုံးအနိုင်မရှိတော့ unconditional love ပေါ့နော်ဘာမှအခြေအနေပေါ်မှာမူတည်တာမဟုတ်တဲ့အချစ်အဲ့ဒါကအမှတ်တရနောက်ဒုတိယအချစ်ကကျတော့အချစ်ဟာအိမ်အောင်ရေးလားအချစ်ဟာဘဝလားပေါ့ဒီပြာများရတဲ့တနည်းအိမ်ရဲ့အချစ်ဒါပေမဲ့လည်းနောက်ဆုံးတော့ကျိုးတစ်ချောင်းဖြစ်ရင်တောင်မှဒီကျိုးကငါ့ကိုပဲချီတာသူ့ချီတာမဟုတ်ဘူးလို့သူနောက်ဆုံးသဘောကောင်းကောင်းပေါက်သွားတယ်အဲ့ဒါကနောက်ထပ်ဆိုတော့2မျိုးပေါ့နော်နောက်ထပ်တတိယကျမနောက်ဆုံးမှာအချစ်နဲ့ပတ်သက်လို့ရှာဖွေတွေ့ရှိသွားတာကတော့ကျမရဲ့နောက်ဆုံးရှာဖွေတွေ့ရှိမှုဒါကဘာလဲဆိုတော့ကျမရေးတဲ့ဝတ္ထုအတူအနေနဲ့ရေးတာပါဒါပေမဲ့ကျမဝတ္ထုတို့ပေါင်းချုပ်ပြန်ထုတ်တဲ့ခါကျအဲ့ဒီခေါင်းစဉ်လေးကိုကျမခေါင်းစီဦးစီးခေါင်းစီးတင်ပြီးတော့ပြန်ထုတ်လိုက်တာအချစ်ဆိုတာကျိုးနဲ့တီးဖို့မလိုတဲ့ပန်းပွင့်ကလေးတွေတဲ့ကျမတနေ့အိမ်လုံးကကျိုးနဲ့တီးကြည့်တယ်တီးတော့မိန်းကလေးကပဲအတီးခံရတယ်ယောက်ျားလေးကအတီးမခံရဘူးဆိုတော့အခုနောက်ဆုံးမှာကျွန်မပြန်ပြီးတွေ့သွားတာအချစ်ဆိုတာအချစ်တိုင်းတီးတန်လေးထားတာကောင်းပါတယ်ကျိုးနဲ့တီးလိုက်ရင်ကျိုးလေးကတန်လန်းလေးဖြစ်နေမယ်ထားပါတော့ဇွန်ပွင့်မျိုးစပယ်ပွင့်မျိုးဟုတ်တယ်တချို့ဟာတွေကပန်းလေးတိုင်းပဲဖြန့်ထားလို့ရှိရင်လှတယ်တိုးတော့တီးလိုက်ရင်များပိုလှမလားလို့ခံစားရပြီးတော့ကျိုးလေးတွေနဲ့တီးလိုက်တယ်အစုပ်လေးတွေတေးသေးလေးပါမယ်ကြီးပါမယ်တန်းစီပြီးတီးလိုက်တော့ဟုတ်တယ်ကျိုးကိုကျိုးတိုင်းထားရင်တော့လှတယ်ဒါပေမဲ့လည်းလေတိုက်တဲ့ခါကျဒီကျိုးကလွင့်သွားရင်နောက်တခြားကျိုးလေးတွေနဲ့လည်းနီးမယ်ဆိုလို့ရှိရင်အဲ့ကျိုးတွေကရှုပ်သွားရင်ပြန်ဖြီလို့မရတော့ဘူးအဲ့ပန်းပွင့်လေးတွေဟာပန်းပွင့်လေးတွေတိုင်းပဲကောင်းတယ်အချစ်ဆိုတာလေအချစ်အတိုင်းပဲကောင်းတယ်တခြားဟာတွေရောလာလို့ရှိရင်ရောပြီးတော့ရှုပ်ကုန်တတ်တယ်လို့ကျွန်မသဘောပေါက်သွားတဲ့အတွက်နောက်ဆုံးမှာတော့ကျွန်မဝတ္ထုတစ်ပုဒ်ရေးလိုက်တယ်ချစ်ဆိုတာကျိုးနဲ့တီးဖို့မလိုတဲ့ပန်းပွင့်လေးတွေအဲ့ဒါရေးပြီးတဲ့နောက်မှာကျွန်မဘယ်အချစ်ဝတ္ထုမှရေးလို့မရတော့ဘူးလူတွေတော်တော်များများကကျွန်မကိုအချစ်ဝတ္ထုထပ်ပြီးရေးခိုင်းတယ်ဟုတ်ကဲ့ကျွန်မရေးမှာပါလူတွေကကျွန်မကိုအမှတ်တရလို့ဝတ္ထုမျိုးရေးစေခြင်းနဲ့မြတ်တို့ဤမာယာလို့ဝတ္ထုမျိုးရေးစေခြင်းနဲ့ရင်ထဲမှာခံစားချက်ပြင်းပြင်းနဲ့နည်းခံစားပြီးတော့ရေးလိုက်ချင်တာမြို့သမီးတွေဘက်ကပဲဖြစ်ရေးပါအောင်ဟုတ်ကဲ့ကျွန်မရေးပါမယ်လို့ဘလောက်ပဲပြောအနှစ်10နှစ်15နှစ်ကြာတဲ့အချိန်ထိကျွန်မအချစ်ဝတ္ထုမရေးနိုင်တော့အဲ့ဒါပါလဲကျွန်မကိုအချစ်ဝတ္ထုမရေးနိုင်အောင်ဘယ်အရာတွေကကျွန်မကိုတားထားတာလဲခုဂျန်ဒါကျွန်မရဲ့ကန္တာမှာအချစ်ပြီးတဲ့နောက်ထပ်ဒုတိယကန္တာကဂျန်ဒါမြို့သမီးမြို့သားတန်းတူညီမျှအခွင့်အရေးအမျိုးသမီးများအမျိုးသားနှီးပါအမျိုးသားလောက်မတော်နိုင်ဘူးဆိုတာသိပါတယ်ဒါပေမဲ့လည်းအမျိုးသားသူတို့လည်းပြန်ချော့ရသေးတာပေါ့နော်တကယ်လည်းဟုတ်ပါတယ်အမျိုးသမီးတွေရဲ့အုံနောက်ကမိဖို့ထဲမှာတင်သုံးရတာများလာတဲ့ခါကျတော့အုံနောက်ဆိုတာဓာသွေးကြောက်နဲ့ဓာလိုပဲဓာကခဏသွေးပြီးတော့သုံးရများမှဓာကထက်တာကျမတို့အုံနောက်တွေကလည်းမိဖို့ထဲမှာတာသမီပြုစုရေးထဲမှာပဲနေရတဲ့အခါမှာဉာဏ်ပညာနဲ့ပတ်သက်တဲ့အုံနောက်ကမထက်တော့တာတွေရှိပါတယ်အဲ့တော့အဲ့ဒါကိုကျမတို့ကပြန်ပြီးသွေးစေခြင်းနဲ့မိန်းကလေးတိုင်းကိုပညာတတ်စေခြင်းနဲ့အ ਨੇ ဆုံးတောရွာမှာရှိတဲ့မိန်းကလေးတစ်ယောက်၄တန်းဆိုလို့ရှိရင်အပေါင်းနှုတ်မြောက်စားတတ်ပြီအဲ့ဒါဆိုလို့ရှိရင်သူဈေးရောက်မယ်ဆိုလဲရောင်းလို့ရပြီဝယ်မယ်ပြုတ်မယ်အမ်းမယ်ဆိုရင်လဲသူပြောလို့ရပြီပေချိုးကအစာတိုင်းလို့ရပြီဆက်ချုပ်မယ်ဆိုလို့ရှိရင်တောင်မှဒီကိုခန္ဓာကိုပေချိုးနဲ့တိုင်းတတ်ပြီပေါင်းတတ်ပြီမြောက်တတ်ပြီအဲ့လိုဆိုလို့ရှိရင်သူ့ရဲ့ဘဝဟာဘလောက်များပို့ပြီးတော့ချောမွေးလိုက်မလဲတချို့စာမတတ်တဲ့မိန်းကလေးတွေဟာပညာတတ်ရမယ်အထက်တန်းလွှာထိမတတ်ရင်တောင်မှတေစာရှင်စာမကအပေါင်းနှုတ်မြောက်စားကဘာကြီးကဘလို့နေတယ်လဲပထဝီနေထားသိဖို့တမိုင်းနေထားသိဖို့မိန်းကလေးတွေဟာအခြေခံပညာတော့တတ်တဲ့တယ်လို့ကျွန်မယူဆပါတယ်ဒါကြောင့်ကျွန်မဟာအဲ့လိုမျိုးဂျန်ဒါနဲ့ပတ်သက်တဲ့ရေးလေးတွေကျွန်မရေးပါတယ်အဲ့လိုရေးတဲ့အခါကျတော့ကျွန်မကိုစောစောပြောသလို feminist အမျိုးသမီးစွမ်းဆောင်မှုအဓိကဆိုတဲ့
တစိတ်ကိုကတ်ကြတယ်ဘာပဲဖြစ်ဖြစ်ကျမအဲ့ကန္တာကျမရေးလိုက်တယ်ရေးပြီးတဲ့နောက်မှာအဲ့ကန္တာကိုဘာကြောင့်ရေးတယ်လဲဆိုတော့လေပြန်ကြည့်လိုက်တဲ့ခါကျကျမမှာရှိနေတဲ့ဘေးမှာလာပြီးတော့ကျမကိုရိုက်ခတ်နေတဲ့လှိုင်းနေရအများကြီးပေါ့နော်အဲ့ထဲထဲမှာတော့ထူးထူးခြားခြားအနေနဲ့ကျမဒီဝတ္ထုမျိုးဘာကြောင့်ရေးပြတယ်လဲဆိုတဲ့ထူးထူးခြားခြားကျမပြန်တွေးကြည့်လိုက်တဲ့အခါမှာကျမဖြစ်ပျက်ကလေးတစ်ခုရှိပါတယ်အဲ့ဒီအဖြစ်ပျက်ကလေးကတော့ကျမရေနံချောင်းမှာစေကံဖွင့်နေတော့ကစေကံဖွင့်နေတဲ့အချိန်မှာကျမမှာလူနာတွေရှိတယ်အဲ့လူနာတွေမှာအများစုကတော့ထုံးစံတိုင်းအမျိုးသမီးဆရာဝန်စီကိုဆိုအမျိုးသားတိတ်မလာတတ်ဘူးပေါ့နော်နည်းနည်းပဲလာမယ်ကလေးတွေနဲ့အမျိုးသမီးတွေနဲ့လာအမျိုးသမီးတွေကကျမကိုအားကိုးကြတယ်အမြဲတမ်းလာတယ်အဲ့ဒီမှာတရက်တော့မနေ့အစော9နာရီပတ်ဝန်းကျင်လောက်မှာကျမစေကံ8နာရီမှဖွင့်တယ်ဒါပေမဲ့လည်း9နာရီလောက်မှကျမကိုတကားလာခောက်တယ်လာခောက်တော့ကျမတကားဖွင့်ပေးလိုက်တော့အမျိုးသမီးတယောက်ကျမစီဆေးထိုးဖို့လာတာမနေ့9နာရီကျမရဲ့အိမ်ရှေ့မှာသူဈေးတောင်းခေါင်းပေါ်ရွက်ပြီးရောင်းရတာဆိုတော့အဲ့ခံတောင်းကိုကျမဈေးကန်ရှေ့မှာချထားတယ်အဲ့ထဲထဲမှာဘာတွေပါမလဲဆိုတော့ငပိပါမယ်ပဇွန်ကြောက်ပါမယ်ဟင်းသီးဟရွက်ကလေးတွေပါမယ်ခရမ်းကျင်သီးပါမယ်အဲ့လိုပေါ့တိုလီမုတ်စာလေးတွေကိုတောင်းထဲမှာထည့်ပြီးတော့ကျတော့သူကအဲ့ဒါကိုဈေးထဲကနေပြီးတော့မနေ့9နာရီ6နာရီကလေးကသွားတဲ့ပြီးတော့ဒီရက်ွက်ထဲမှာလဲရောင်းနေအဲ့ဒီအမျိုးသမီးဆိုတော့အဲ့ဒါလေးချထားပြီးဆရာမတဲ့ကျမဆေးထိုးခြင်းလို့တဲ့လာလီရတယ်ဆိုပြီးတော့ကျမတကားဖွင့်ပြီးတော့ဂရီမော်မှာခေါ်လိုက်တဲ့ခါကျသူကကျမတားဆေးထိုးခြင်းပါတယ်တဲ့တားဆေးတရေတားဆေးထိုးခြင်းလေတဲ့โอเคတရေတားဆေးထိုးခြင်းတာဟုတ်ပြီဘယ်လိုဆေးထိုးမှလဲအဲ့ဒီမှာတရုတ်ကလာတဲ့တရေတားဆေးဆိုတာရှိတယ်ကျမတို့ခေတ်တုန်းကနောက်ယူရီးယားလို့ခေါ်တော့ထိုင်းကလာတဲ့ဆေးရှိတယ်တစ်ခုက1လပဲခံတယ်တစ်ခုက3လခံတယ်ဆိုတော့1လရဲ့ဈေးနှုန်းကတစ်မျိုး3လခံတဲ့ဆေးရဲ့ဈေးနှုန်းကတစ်မျိုးဆိုတော့ကျမတို့မေးကြည့်တယ်ဘယ်ဆေးထိုးမှလဲဆိုတော့ဈေးပေါ်တဲ့ဟာဘာရှိလဲတဲ့ပြီးတော့ကျမဈေးပေါ်တာဆိုရင်တော့တရုတ်ဆေးရဈေးပေါ်တယ်အဲ့ဒါ1လပဲခံတယ်အဲ့တော့ဒီ1လထိုးပြီးရင်ညီနောက်တစ်ခါကြာရင်နောက်1လကြာရင်လာထိုးရမယ်ကျမအဲ့လိုပြောလိုက်တော့ဟုတ်ကဲ့တဲ့ဆိုပြီးတော့ဂရမောသူတက်လိုက်ပြီးတဲ့နောက်မှာကျမစီတုအက်ကိုပြင်နေတဲ့ချိန်မှာသူကတခွန်းထပ်ပြောတယ်ဆရာမတဲ့အခုကျမဈေးရောင်းသွားရအောင်မှာကျမလက်ထင်မှာပတ်စံမပါဘူးတဲ့ဆရာမကျမကိုအကျွေးထိုးပေးမလားတဲ့ကျမစီတုအက်ကလည်းပြင်ပြီးပြီသူကဆေးပလင်းလေးကလည်းတလားကန်ဆေးပလင်းလေးကလည်းဖောက်တော့မဲ့ဆဲဖောက်တော့မဖောက်ရသေးဘူးကန်တော့ကောင်းပါတယ်ဒါလေးကိုပြန်သိမ့်မယ်ဆိုရင်သိမ့်လို့ရတယ်ပေါ့နော်ဒါပေမဲ့လည်းသူ့ကိုကြည့်လိုက်တဲ့အခါကျသူ့မျက်နှာတကယ်ကိုနွမ်းဖတ်နဲ့တနခါရည်ကျဲလေးနဲ့နောက်သူ့အပြင်ဘက်မှာသူချထားတဲ့ဈေးခံတောင်းလေးကလည်းရှိနေတယ်ဟုတ်တယ်သူဒီအရင်အနည်းကသူ့မှာရှိတဲ့ပတ်စံဟာဈေးတွေကနေပြီးတော့ယူလာပြီးတော့ဝယ်လာပြီးတဲ့နောက်မှာသူချရောင်းပြီးကမှဒီပတ်စံရမှာဆိုတော့ကျမဒါလေးကိုကျမဆက်ဖောက်လိုက်တယ်ဒါမျိုးကကျမမှာအမြဲတမ်းပဲဖြစ်စဉ်တစ်ခုလိုပဲကျမကလူနာတွေအများကြီးများပါတယ်ဒေါက်တာတင်တင်ဝင်းဟာသဘောကောင်းတယ်လို့ပြောကြပြီးတော့ကျမစီကိုလာတဲ့သူတွေအများကြီးပဲအဲ့ထဲကတဝက်လောက်ကလက်ငင်းမပေးနိုင်ဘူးအကျွေးဆေးဖို့အကျွေးဆိုတာတောင်းလို့ကောင်းတော့အရာမဟုတ်ပါဘူးသူတို့လာပြီးပေးမှအများဖြစ်တော့မပေးကြဘူးလာရင်ပါလာတာသူတို့မှရှိတဲ့ပတ်စံပေါ့ဥမာထားပါတော့ဆေးထိုးပြီးပြီဆရာမဘယ်လောက်ကြလဲလို့မေးလိုက်ရင်သူတို့ခါးထဲမှာလိတ်လာတဲ့ပတ်စံလေးတွေကိုထုတ်လိုက်တယ်ကျမက15ကျပ်ကြတယ်20ကျတယ်လို့ပြောပေမဲ့သူ့လက်ထက်မှာ10လောက်ပဲပါအဲ့10တောင်မှကျမတို့ခေတ်တုန်းကအခုလိုဆေးတစ်လုံးကို1000 2000 3000မဟုတ်ဘူး10 15ကျပ်20အဲ့လောက်ပဲလေလွန်ခဲ့တော့1985လောက်86လောက်ပေါ့နော်အဲ့ဒီပတ်ဝန်းကျင်တုန်းကဆိုတော့20ကျော်ပြီပေါ့အဲ့ချိန်တုန်းကသူတို့ကကျမ15ကျပ်လို့ပြောပေမဲ့သူတို့ဖြီလိုက်တဲ့အလိတ်ထဲမှာ6ကျပ်လောက်ပဲပါရင်ပါမယ်ကြက်တန်လေးတွေပါမယ်9ကြက်တန်လေးတွေပါမယ်ဆိုတော့ကျမကအဲ့ပတ်စံကိုဘယ်လိုလုပ်ပြီးယူရက်မလဲအဲ့တော့ကျမကပြန်ပြောလိုက်တော့ကော်ဖီလေးတောက်ပေါင်မုံလေးကိတ်မုံလေးဝယ်စားယူသွားရတယ်ပြီးတော့မှလာပြီးများဖြစ်တော့လာမပေးကြဘူးဒါပေမဲ့ကိစ္စမရှိဘူးကျမစီကိုတနေ့ကိုရောက်30 40လာရင်အဲ့ထက်က20လောက်ကတော့ပါလာမှာပေါ့10ယောက်လောက်ကပါချင်မှပါမယ်15ယောက်လောက်ကပါချင်မှပါမယ်အဲ့ဒါလည်းအရေးမကြီးဘူးကျမလုံနေကြပေါ့နော်အဲ့နဲ့သူ့ကိုဟုတ်ပြီရတယ်ဘယ်ချိန်ကျမှပဲပေးအရေးကြီးတာကနောက်တစ်လကြာရင်ဒီလိုအချိန်ပဲရာသီလာပြီး9ရက်ကျမပြောလိုက်ရတယ်ကြော့ပါတယ်နော်သူတို့အဲ့လိုမျိုးရှင်းပြရတယ်အဲ့ဒီအချိန်မှာလာခဲ့ပါပြောပြီးတော့ကျမဆေးလေးကိုထိုးပေးလိုက်တယ်ထိုးပေးပြီးတော့နောက်သူတင်မလေးကိုပုတ်ပြီးတော့နောက်မှသူချက်ချင်းထားတော့သွားအောင်မအောင်ထပ်ပြီးတော့ပြန်အထွက်မှာကျမကိုနောက်ထပ်စကားတစ်ခွန်းထပ်ပြောတယ်ဆရာမတဲ့ဒီကျမဆေးလာထိုးတဲ့ကိစ္စကိုကျမယောက်ျားမသိပါစေနဲ့ကျမနည်းနည်းစဉ်းစားတယ်ဘာဖြစ်လို့လဲ तू ကသဘောမတူဘူးတဲ့
သဘောမတူအောင်ကိုဝင်ဆောင်ရတာဘာတူလဲကျမစဉ်းစားတယ်လေကိုဝင်ဆောင်ရတာမိန်းကလေးမွေးတော့လေယောက်ျားဖောင်စီမိန်းမမင်းနေကျမတို့ရန်နံကျောင်းမှာလဲဟိုဒီလွန်ခဲ့တဲ့နှစ်20တုန်းကခေတ်ပညာတွေလည်းမတိုးတက်သေးဘူးပတ်စံတွေလည်းမရှိသေးဘူးစီးပွားရေးတွေလည်းမရှိကြသေးဘူးဆိုတော့တချို့တွေကလက်တယ်နဲ့ပဲအိမ်မှာမွေးကြတာများတယ်တကယ်မိန်းမမင်းနေဟာတကယ်ပါပဲဟိုတည်ရင်းတဲ့ဟိုတဝက်ရောက်နေတယ်လို့ပဲလေအဲ့တော့ဒီဟာတွေအကုန်လုံးကသူ့ရဲ့ဒုက္ခတွေရောဒီယောက်ျားရဲ့ဒုက္ခမှမဟုတ်ပဲနဲ့နောက်တစ်ခုကအဲ့ဒီအမျိုးသားဟာစိုက်ကားနေတယ်စိုက်ကားသမားတွေကိုစော်ကားတာတော့မဟုတ်ပါဘူးစိုက်ကားသမားတွေထဲမှာအားနေရင်စာလေးတွေဖတ်နေတဲ့စိုက်ကားသမားတွေကျွန်မလည်းအများကြီးပဲသူတို့နဲ့ဟိုတရင်တင်းရှိပါတယ်ဒါပေမဲ့အဲ့ဒီယောက်ျားကကျတော့အရက်တောက်တယ်သူရလာတဲ့စိုက်ကားကိုအရက်တောက်ပြတ်တာများတယ်ဆိုတော့အမျိုးသမီးဟာသူ့အတွက်ကောသူ့အမျိုးသားအတွက်ကောသားသမီးတွေသူ့သားသမီးတွေလည်းအများကြီးပဲအဲ့လုံးက3ယောက်ကလေး3ယောက်ရှိနေပြီအဲ့တော့အဲ့ဒီအတွက်ကိုသူထိမ့်သိမ့်မှုကသူ့မှာပဲတာဝန်ရှိတော့သူလာတယ်ဒါပေမဲ့လည်းယောက်ျားအဲ့လိုမျိုးမလုပ်ရဘူးဆိုတဲ့အခါကျယောက်ျားမသိအောင်လာရတယ်အဲ့တော့ကျမကိုသူကခွင့်ဟိုတတိပေးတာပေါ့နော်တောင်းဆိုတာကျမယောက်ျားမသိပါစေနဲ့ကျမပထမစဉ်းစားပြီး okay တော်ရတယ်သွားရောင်းကြည့်တော့ဆိုသူထွက်သွားတယ်အဲ့ဒီမှာအဲ့ဒီနေ့ညနေပဲကျမတခြားလူနာညနေမှာတော့လူပုံများတာပေါ့နော်အဲ့ဒီညနေမှာကျမစေကံဖွင့်နေတဲ့အချိန်မှာအပြင်ဘက်ကနေပြီးတော့ဆီယာမတော်တင်တင်ဝင်းဆိုပြီးအတန်အကျယ်ကြီးနဲ့လာអော်တယ်ယောက်ျားတန်တစ်ခုအဲ့ဒီကျမလူနာတွေခဏထားခဲ့ပြီးတော့အရေးကြီးတဲ့လူနာမှတ်လို့ပြောရအောင်လို့ပေါ့နော်ဒီလူနာပြီးရင်လိုက်လာမယ်ဘာညာပေါ့ကျမထွက်လိုက်တဲ့ခါကျတော့အဲ့ဒီအမျိုးသားမတ်တရနဲ့ခြံဝိုင်းထဲမှာဘာကိစ္စလဲလို့ဆိုတော့သူ့ကျမကြည့်လိုက်တယ်မှတ်မိတယ်သူ့မျက်လုံးကနီနေတယ်မျက်နှာလည်းနည်းနည်းဟိုခတ်အရက်သမားတို့ထုံးစံပေါ့နော်မျက်နှာလည်းနီနေပြီးတော့ဟိုခြေလမ်းကလည်းတိတ်ပြီးတော့မမှန်ချင်ဘူးပေါ့ကျွန်တော်မိမနေ့တုန်းကလာသွားလာတဲ့ဆိုတော့ကျမကမလာပါဘူးလို့ကျမပြောလို့မရဘူးကျမမှန်သောစကားကိုသာဆိုရမယ်လေအဲ့တော့ကျမပထမတော့စဉ်းစားတဲ့ညာရင်ကောင်းမလားပေါ့သူတို့ချစ်ချင်းအတွက်သူတို့ရဲ့ဟိုစီလုံးညီညွတ်မှုအတွက်ကျမညာလိုက်ရင်ကောင်းမလားလို့စဉ်းစားတယ်ဒါပေမဲ့ညာလို့မဖြစ်ဘူးအဲ့ဒါဟုတ်တယ်မနေ့ကအချင်းအမျိုးသမီးလာတယ်လို့ပြောလိုက်တော့သူဆေးထိုးသွားလာတဲ့အဲကျမကလည်းဟုတ်တယ်သူဆေးထိုးသွားပါတယ်လို့ပြောတော့သူထပ်မေးတယ်ဘာဆေးထိုးပေးလိုက်တာလဲတဲ့အဲ့တော့ကျမအဲ့ချိန်မှာနည်းနည်းကျမရဲ့တိခဏနိုင်စွာကုံသွားတော့သူ့ကိုနည်းနည်းអော်လိုက်မိတယ်နော်ဘာဆေးထိုးတော့ရှင်ပါတိမှာလဲလို့ကျမကဒီဆေးနာမည်ပြောတော့ရှင်တိမှာလားလို့ပြောလိုက်တော့သူနည်းနည်းတော့တွေ့သွားပြီးတော့ကျမကိုထပ်ပြောတယ်ကျွန်တော်မိမကိုကျွန်တော်မသိပဲနဲ့သတိတားဆေးတွေပါလေထိုးမပေးပါနဲ့ထိုးပြီးရင်ဆရာမနဲ့ကျွန်တော်နဲ့အတိပဲတဲ့အဲ့လိုလက်ညှိုးထိုးပြီးတော့ပြောလိုက်တော့အဲ့ဒီအရွယ်တုန်းကကျမအသက်ဟာ30မပြေသေးဘူးပေါ့နော်28 29လောက်အရွယ်ရှိမယ်ကျမစိတ်ထဲမှာကလည်းသူ့အမျိုးသမီးအတွက်ခံစားချက်တွေကလည်းပြင်းထန်နေတဲ့အရွယ်အမျိုးသားနဲ့အမျိုးသမီးနဲ့ဂျားတွေကဘာညာအဲ့ဒါတွေကျမကလည်းစဉ်းစားနေတဲ့အရွယ်ဖြစ်တဲ့အတွက်ကျမသူ့ကိုပြောလိုက်တယ်ရှင်မိမဆေးလာထိုးတာမထိုးတာဘာဆေးထိုးတယ်ဆိုတာကျမရှင်ကိုပြောပိုင်ခွင့်မရှိဘူးပြောတော့လေဘာမှရှင်သားလည်းမဟုတ်ဘူးထိုးတော့ဘာဖြစ်သေးလဲအမျိုးသမီးနဲ့လူနာနဲ့ဆရာဝန်ကြားထဲမှာလူနာကတောင်းဆိုရင်နောက်တင့်တော်တယ်လေထင်ရင်ဘေးလည်းမဖြစ်ဘူးဆိုရင်ဆရာဝန်ကထိုးပေးဖို့ဝတ္တရားရှိတယ်အဲ့တော့ရှင်ခုချက်ချင်းကျမအိမ်ထဲကနေပြန်ထွက်သွားလို့ပြောလိုက်ပြီးတော့သူကကျမကိုဆက်ပြီးတော့ပြောချင်တယ်ဒါပေမဲ့ကျမရဲ့မျက်နှာထားကလည်းခတ်တင်းဆိုတော့သူကပြောချင်နေမဲ့ပြန်ထွက်သွားလိုက်တယ်ကျမစိတ်ထဲမှာမကောင်းဘူးငါနေမြစ်တာလေးနဲ့အပြုံးလေးနဲ့သူ့ကိုတနေရာမှာခေါ်ပြီးတော့ဒီနေ့မဟုတ်ရင်တောင်မှသူ့နာမည်နဲ့ပေါ့နော်မနေ့ကြာလာခဲ့ပါလားကျမပြောစရာတွေရှိတယ်ဆိုပြီးတော့ပြန်ခေါ်ပြီးတော့ပြောလိုက်တင်ဘူးလားလူနာတွေတော့ရှိနေတာမှန်တယ်ကျမမှတန်းစီနေတဲ့လူတွေလည်းရှိတယ်ဆိုတော့သူ့ကိုနည်းနည်းမြန်လာနှင်လွတ်လိုက်မိပေမဲ့ကျမပြန်လာတဲ့ခါမှာကျမစိတ်ထဲမှာမကောင်းဘူးဒီတဲ့ပို့ပြီးဆုံးရှုံးတာကနောက်တစ်နေ့လဲအဲ့ဒီအမျိုးသမီးကျမကိုပတ်စံလာမပေးဘူးထားပါတော့အဲ့ဒီတော့ငါဆေးတစ်လုံးဟာ20ဖြစ်ခြင်းဖြစ်မလား30ဖြစ်ခြင်းဖြစ်မလားကျမအတွက်အဲ့ဒါဘာမှအရေးမကြီးဘူးဒါပေမဲ့အရေးကြီးတာကဘာလဲဆိုတော့သူနောက်ထပ်မပေါ်လာတော့ဘူးနောက်လာလည်းမပေါ်လာဘူးသူတို့ချင်းချင်းရန်ဖြစ်ကြမှာပေါ့ကျမတွေးကြည့်တယ်လေပြီးတော့မှကျမ back date နဲ့ပြန်တွေးကြည့်တဲ့ခါမှာသူတို့ချင်းချင်းရန်ဖြစ်ကြမယ်နောက်ဒီလိုမသွားနဲ့တော့ဘာလို့ပြောကြမယ်ပြီးတော့ပြီးသွားမယ်နောက်ထပ်2နှစ်3နှစ်4နှစ်ကြာတဲ့အခါမှာသူကျမစေကန်းကိုမလာဘူးကျမကတော့လူနာခေါ်လို့ရှိရင် home visit လိုက်ရတဲ့အခါမှာသူတို့အိမ်လေးရှိရနေကျမမကြာခဏဖြတ်ပြီးသွားမိတယ်သွားတဲ့အခါမှာသူတို့အိမ်လေးရှိမှာသူလည်းမတွေ့ပါဘူးသူ့မျိုးသမီးလည်းမရှိပါဘူးဒါပေမဲ့ကလေးအကြီးလေးကကလေးငယ်လေးကိုချီလို့
နောက်ထပ်အလက်ကလေးတယောက်ကိုလက်ဆွဲလို့ကလေး3ယောက်ကနေ4ယောက်4ယောက်ကနေ5ယောက်အဲ့လိုဖြစ်လာတဲ့အခါမှာကျမရဲ့အရှုံးလို့ပဲကျမခံစားရတယ်တကယ်လို့သာကျမကသူ့ကိုပြပြနဲ့အိမ်ထဲကိုခေါ်သွင်းမယ်သို့မဟုတ်လို့ရှိရင်နောက်တစ်နေ့ထပ်ချင်းပြီးတော့မျိုးသမီးနဲ့မျိုးသားကြားမှာရှိတဲ့နားလည်မှုတွေကိုကျမများပေးခဲ့မယ်ဆိုလို့ရှိရင်သူတို့နောက်ထပ်ဒီကလေးတွေထပ်ရလာစရာအကြောင်းမရှိဘူးကျမအဲ့လိုပဲတွေးတယ်လေဆိုတော့ဒါဟာကျမရဲ့အမှားဒါတွေကိုကျမပြန်ပြီးတော့တလုံးလုံးစဉ်းစားတိုင်းစိတ်ထဲမှာသူတယောက်တည်းတည်းမကဘူးကျမမှာအဲ့ဒါမျိုးအများကြီးရှိတယ်အဲ့တော့ကျမရေးမိတယ်ဆရာဝန်တယောက်ကြီးမှတ်စုများဆိုတဲ့ခေါင်းစဉ်အောက်မှာဒါမျိုးဝတ္ထုလေးတွေကျမရေးတယ်အဲ့ဒါကဒီထဲမှာကျမမေးခွန်းထုတ်ထားတာဟာအမျိုးသားတယောက်ဟာအမျိုးသမီးတယောက်ရဲ့ကိုယ်ခန္ဓာကိုကာမပိုင်လျောက်ကြားဆိုကျမကြားပူပါတယ်ဒါပေမဲ့လည်းအမျိုးသမီးရဲ့ကိုယ်ခန္ဓာကိုအမျိုးသမီးကိုယ်တိုင်တားဖို့ဒါကလေးကိုဖြတ်တာမဟုတ်ဘူးတဘာဝတရားနဲ့မငြိညွတ်တာလည်းမဟုတ်ဘူးဒီကလေးကိုသူကျွေးမွေးပြုစုဖို့မတတ်နိုင်လို့သူတားမယ်ဆိုရင်သူတားဖို့အတွက်ကသူတယောက်တည်းရဲ့စိတ်နဲ့မှရရဲ့လားအမျိုးသားကိုတကယ်တိုင်ပင်ရမှာလားအမျိုးသားမှာအဲ့ဒီအခွင့်အရေးတကယ်ရှိသလားဒါကျမလည်းမသိဘူးဒါပေမဲ့လည်းကျမအဲ့ဒီပြဿနာလေးကိုဝတ္ထုထဲမှာထည့်ပြီးတော့ရေးလိုက်မိတယ်အဲ့တော့အဲ့လိုမျိုးရေးတာလေးဟာကျမရဲ့ဒုတိယကဏ္ဍဖြစ်သောအမျိုးသမီးမျိုးသားတန်းတူဖြစ်ရေးသို့မဟုတ်မျိုးသမီးနဲ့မျိုးသားညီညွတ်ရေးဆိုတဲ့ gender issue ကိုကျွန်မနည်းနည်းပို့ပြီးတော့စိတ်ဝင်စားမိသွားတဲ့အပိုင်းပေါ့ဒါဒုတိယအပိုင်း